ဒီအမွာညီအမနှစ်ယောက်ဟာကိုခန္ဓာချင်းဆက်နေကြတာပါတနေ့မှာတော့သူတို့နှစ်ယောက်လုံးကယောက်ျားလေးတစ်ယောက်တည်းကိုပဲချစ်မိသွားကြတယ်ဒါပေမဲ့အဲ့ဒီလူကအမဖြစ်သူကိုပဲပြန်ချစ်ခဲ့ပါတယ်သူတို့နှစ်ဦးချစ်နေကြတာကိုမြင်ရတဲ့အခါညီမဖြစ်သူကမနာလိုဖြစ်လာပြီးသူ့ရဲ့အချစ်ကိုအမကလူယူသွားတယ်လို့ခံစားခဲ့ရတယ်ညီမဖြစ်သူရဲ့ဒီလိုထူးဆန်းတဲ့အပြုအမူတွေကအမကိုစိတ်နှောက်ယှက်ဖြစ်စေတာကြောင့်သူတို့နှစ်ဦးကိုခွဲစိတ်ပြီးခန္ဓာကိုယ်ချင်းခွဲပေးဖို့အမေဖြစ်သူကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ညီမဖြစ်သူကတော့ခွဲစိတ်ဖို့ညှင်းဆန်ခဲ့ပါတယ်အခြေအနေတွေကပိုဆိုးလာပြီးတနေ့မှာတော့အဲ့ဒီယောက်ျားလေးကအဝေးတနေရာကိုထွက်ခွာသွားရတော့မယ့်အချိန်မှာအမဖြစ်သူကသွားပြီးနှုတ်ဆက်ခြင်းပေမဲ့ညီမဖြစ်သူရဲ့ခေါင်းမာမှုကြောင့်သွားလို့မရခဲ့ပဲအဲ့ဒီလူလည်းထွက်သွားခဲ့ပါတယ်အမဖြစ်သူကသူဆွဲထားတဲ့အဲ့ဒီလူရဲ့ပုံလေးကိုကြည့်ပြီးလွမ်းနေတတ်ပေမဲ့ဒါကိုမြင်တဲ့ညီမဖြစ်သူကပိုပြီးဒေါသထွက်ကပုံကိုအပိုင်းပိုင်းဆုပ်ဖြဲဖြစ်ခဲ့ပါတယ်အမဖြစ်သူဟာဒီလိုအပြုအမူတွေကိုဆက်ပြီးတီးမခံနိုင်တော့တဲ့အတွက်ခွဲခွာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့စကားများရန်ဖြစ်နေစဉ်အတွင်းမှာပဲညီမဖြစ်သူကအမကိုလဲပေးညှစ်တက်လိုက်ပါတယ်ဒီလိုဝက်ချက်ကိုဖုံးကွယ်ဖို့အတွက်အမေဖြစ်သူကသူတို့ကိုခွဲစိတ်မှုလုပ်ပေးဖို့အတင်းအကျပ်ဖန်တီးခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ညီမဖြစ်သူဟာအမရဲ့နေရာမှာအစားထိုးဝင်ရောက်နေထိုင်ပြီးအမရဲ့ချစ်သူနဲ့ပါလက်ထပ်ခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲသူ့ရဲ့ဘဝထဲမှာထူးဆန်းတဲ့ဖြစ်ရပ်တွေစတင်ဖြစ်ပွားလာပါတော့တယ်